အမကို300နဲ့တင်တောင်းပြီးယူထားတဲ့ဘူကြီးကကြတော့လေနိုင်ငံတောင်ထမ်းဆောင်ပြီးတော့သူကရှေ့ထဲမှာကျသွားတာโอเคရနော်โอเคတယ်โอเคတယ်โอเคတယ်เนาะ तू อ่ะโอเคပါတယ်သူ့300နဲ့တင်တောင်းတဲ့ဘူချီးတကောင်ကဘယ်လောက်မှမကြဘူးပေါ့ရှေ့တန်းထွက်တဲ့အခါမှာမတာဖြစ်တယ်မွေးငါဖြစ်တယ်အတုကဖြစ်တယ်ကာလနာတိုက်တယ်တေချင်းစုံနဲ့တေတယ်ငရဲပြီကိုလမ်းလျှောက်ပြီးဆင်းသွားတယ်ပေါ့နော်လမ်းလျှောက်ပြီးဆင်းတာတော့မဟုတ်ဇောက်ထိုးကျသွားတယ်ပေါ့တော်လန်ပြည်သူများအားလုံးမင်္ဂလာပါနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြန်မာနိုင်ငံအနှံ့ပြားမှာရှိကြတယ်တိုင်းသားညီကိုမောင်နှမများနဲ့အာဏာရှင်ကိုတွန်းလှန်နေကြတဲ့ပြည်သူတွေရောတိုင်းသားညီကိုမောင်နှမတွေရောရဲဘော်ရဲဘက်များအားလုံးရောခလုတ်မတိစူးမကြည့်ပဲဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တော့ပေါ့ပေါ့ပါပါနဲ့ကြည့်ရမယ်ရုပ်သံဖိုင်တွေပါတယ်ပေါ့နော်ကျွန်တော်တို့တော်တော်ကိုကျွန်တော်ကတယောက်တည်းကြည့်ပြီးတော့ဦးနှိပ်အောင်ဦးနာအောင်ရည်နေရတဲ့အခါမှာပြည်သူတွေကိုလည်းတနေ့တာပင်မနှွမ်းနေသမျှတွေကျွန်တော်တို့လောက်ကင်နေအလုပ်တွေလုပ်ပြီးတော့ပင်မနေတာတွေတခြားလူမှုဆက်ဆံရေးတွေကြောင့်ပင်မနေတာတွေကိုဒီရုပ်သံဖိုင်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့အတူတူရည်ကြခွေကြအောင်ပါနောက်ကျွန်တော်သတင်းစကားတစ်ခုလူမှုကွန်ရက်စာမျက်နှာမှာဗာတွေ့ရလဲဆိုတော့မာဒါဂတ်စတာနိုင်ငံမှာကျွန်တော်ရေပြက်လက်မှုနဲ့လျှက်စစ်မီလုံလောက်စွာမပေးတဲ့အတွက်ပေါ့နော်သူတို့နိုင်ငံပြည်သူတောင်းကြော်ကဆန္ဒပြရတယ်ပေါ့နော်ကျွန်တော်တို့အုပ်ချုပ်နေတဲ့အကြီးအကဲတွေကိုဆန္ဒပြရတယ်ပေါ့ဆန္ဒပြတဲ့အခါမှာဆန္ဒပြတဲ့2ပတ်ကျော်3ပတ်နီးနီးအတွင်းမှာဆန္ဒပြတဲ့သူတွေကိုတားဆီးတယ်နောက်ကြတော့ကျွန်တော်တို့ပြစ်ခတ်တယ်နဲ့တူပါတယ်ပြစ်ခတ်တဲ့အခါမှာလူ22ဦးသေပါတယ်လူ22ဦးသေပြီးသွားတဲ့အချိန်မှာလူစိတ်ရှိတဲ့သူတို့နိုင်ငံလူစိတ်ရှိတဲ့ဒီမာဒါဂတ်စတာနိုင်ငံကလူစိတ်ရှိတဲ့စစ်သားတွေကပြည်သူနဲ့ပူးပေါင်းလိုက်တယ်ပူးပေါင်းတဲ့အခါမှာဘယ်လိုတရားဝင်ပြောပြီးပူးပေါင်းလဲဆိုတော့ငါတို့ကဒီပြည်သူတွေကိုတပ်ဖြတ်ပြီးတော့ပြည်သူတွေကိုဒုက္ခပေးပြီးတော့ငါတို့ရဲ့ဆွေမျိုးတွေဟလာပြည်သူတွေကိုဒုက္ခပေးပြီးတော့သူတို့စီကလာစာမယူနိုင်ဘူးပေါ့နော်သူတို့စီကလာစာမယူနိုင်ဘူးအဲ့ဒီအတွက်သူတို့လုံးဝစာနာပြတဲ့လူတွေကိုဘာမှကျွန်တော်တို့မထိခိုက်တော့ဘဲနဲ့ပြည်သူနဲ့ပူးပေါင်းလိုက်တဲ့အခါမှာသူတို့နိုင်ငံရဲ့တမရခွေးပြေးဝက်ပြေးပြေးရပါကျွန်တော်လေးဒီသတင်းစကားကိုကြည့်ပြီးတော့သူတို့နိုင်ငံကစစ်သားတွေကလူစိတ်ရှိလိုက်တာပေါ့နော်လူစိတ်ရှိလိုက်တာပြောတဲ့စကားကလည်းလှတာပေါ့ငါတို့ဆွေမျိုးတွေပြည်သူတွေကိုဒီလိုတက်ဖြတ်ပြီးတော့ငါတို့လာစာမယူနိုင်ဘူးဆိုတဲ့စကားလုံးကလည်းလှတာပေါ့နော်တို့နိုင်ငံကခွေးသားတွေနဲ့တော့ကွာဘပေါ့နော်ကျွန်တော်တို့ပေါင်းဆရာမောင်သားချုပ်ပြောသလိုကွာဘဆိုတာဒါမျိုးပေါ့အဲ့တော့ကျွန်တော်တို့ဒီကနေသတင်းစကားတစ်ခုကျွန်တော်တို့ဒီနောက်ပိုင်းမှာမတရားစစ်မှုထမ်းမှုအတွက်ပေါ်တာဆွဲခံထားရတဲ့သူတွေစစ်မှုထမ်းမှုအတွက်ဒီပြည်သူစစ်တို့เนาะစစ်မှုထမ်းမှုအတွက်မတရားသွင်းခံထားရတဲ့သူတွေဒီသတင်းစကားတွေကြားပြီးတော့ပြည်သူသားလင်းအဓိကဖြစ်တာပေါ့เนาะပြည်သူနဲ့ပူးပေါင်းမှာပြည်သူနဲ့မပူးပေါင်းလို့ရှိရင်တခြားနိုင်ငံကတမရခွေးပြေးဝက်ပြေးရတယ်ဆိုတာတာရကတစ်ခုဖြစ်ပါတယ်အဲ့တော့တိုက်ပွဲတစ်ခုဖြစ်ပြီးမှကျွန်တော်တို့ကြည်ကုံအောင်ဖြစ်ပြီးတော့မှကိုမနိုင်တော့မှကိုတေရကန်နီးကြတော့မှအလံပြူထောင်အလင်းဝင်တာထက်လက်နဲ့ယူပြီးတော့နီးစက်ရတော်လိုင်းရေးအဖွဲ့တွေစီပူးပေါင်းလို့ရှိရင်ထိုက်တဲ့စုချင်းငွေလည်းချီးမြှင့်တယ်လို့မိသားစုခေါ်ခြင်းတယ်ဆိုလို့ရှိရင်လည်းလွတ်မြောက်နေပြီမှာမိသားစုကိုခေါ်ပေးတယ်เนาะစီးပွားရေးတစ်ခုခုကိုလည်းမားတီပေးတာတွေရှေ့မှာလည်းကျွန်တော်တို့မြင်နေတွေ့နေရတာဖြစ်တဲ့အတွက်ဒါလေးကိုလည်းကျွန်တော်ကြော်ညာဝင်ပြီးတော့သတင်းစကားတစ်ခုပါတာအဲ့တော့ဥစ္စာပထမကျွန်တော်ကြည့်ရမယ့်ရုပ်သံဖိုင်ကတော့အမျိုးသမီးတစ်ယောက်ရဲ့ရုပ်သံဖိုင်မှာကျွန်တော်သူ့ကိုလုံးဝမသိဘူးသူ့ Facebook ကဘာမှမသိဘူးနာမည်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ဒီရုပ်သံဖိုင်ကိုသွားတွေ့တာလင်များတဲ့ခင်ထားဆိုပြီးတင်ထားတဲ့လူကတော့လင်များတဲ့ခင်ထားဆိုပြီးတော့တင်ထားတယ်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီအမျိုးသမီးကဒီစစ်ချုံးကောင်စီကဘူချီမှအမျိုးမျိုးနဲ့ပေါ့နော်သူပတ်သက်တယ်ကျွန်တော်သူပတ်သက်မှုကိုဗလင်းကျင်တာမဟုတ်ဒီဘလို့ပတ်သက်တယ်ဆိုတာနောက်သူပြောနေတာတွေကရည်ရတဲ့အတွက်ကျွန်တော်တို့အတူတူကြည့်မယ်ခွေမယ်ပေါ့နော်โอเคပါညီမလေးပြောချင်နေတဲ့အမှန်တရားတိတ်မပြေဆုံးသေးဘူးအမပြေဆုံးပို့ပြီးပြပြမယ်ဟောတဲ့လားအဲ့တော့သူ့ကိုမတ်မှာသူ့Facebook မှာဖြစ်ဖို့များတာပေါ့နော် Facebook တို့ TikTok တို့တခုခုဖြစ်မှာပေါ့နော်အဲ့ဒီမှာတယောက်ကမတ်နာတာပေါ့အဲ့မတ်နာတဲ့ဟာကို तू ကအဲ့ comment ကို screenshot ယူပြီးတော့ तू ပြန်ဖြေတာပေါ့နော်
မတ်နာတဲ့လူကဘူချီတွေနေပဲကြိုက်တယ်ပေါ့နော်တယောက်နဲ့မပြတ်သေးဘူးတယောက်နဲ့ကြိုက်တယ်ဘာညာပေါ့နော်ဒါသူတို့ပြောထားတာတွေပေါ့အဲ့ဒါကိုသူပြန်ဖြေတာကြီးစရာအမတန်ကောင်းပါ အမကို300နဲ့တင်တောင်းပြီးယူထားတဲ့ဘူကြီးကကြတော့လေနိုင်ငံတောင်ထမ်းဆောင်ပြီးတော့သူကရှေ့ရဲမှာကြာသွားတာโอเคရနော်ဒါတက်ကလည်းစာထုတ်ပြန် โอเคတယ်နော် तू ကโอเคပါတယ်သူ့300နဲ့တင်တောင်းတဲ့ဘူချီတကောင်ကဘယ်တော့မှမကြောက်ဘူးပေါ့ရှေ့တန်းထွက်တဲ့အခါမှာမသားဖြစ်တယ်မွေးငါဖြစ်တယ်အတုပဖြစ်တယ်ကာလနာတိုက်တယ်တေချင်းစုံနဲ့တေတယ်ငရဲပြီကိုလမ်းလျှောက်ပြီးဆင်းသွားတယ်ပေါ့နော်လမ်းလျှောက်ပြီးဆင်းတာတော့မဟုတ်ဇောက်ထိုးကျသွားတယ်ပေါ့အဲ့တော့ तू ကပထမတစ်ယောက်နဲ့လေကံမကောင်းရှာအောင်ဒါပေမဲ့ तू အပြုံးမပြတ်ဘူးနော်โอเคတယ်နော်အဲ့ तू အဲ့လိုမျိုးတော့မေးလိုက်သေး စာထုတ်ပြန်တာလဲကြားလာနေပြီတိလားစာထုတ်ပြန်လိုက်ပြီနော်ပထမညီမလေးတို့အခုဒုတိယညီမလေးတို့ပြောတယ်မြစ်ကြီးနာတယောက်ဆိုတာလေ KTV တားဆော့တာတိတ်လားညီမလေး KTV တို့တင်ငယ်ချင်းအပေါင်းအသင်းနေနဲ့အလုပ်ကိုအကြောင်းပြပြီး KTV ကိုသွားဆော့ပြီးတော့ယူထားတဲ့မိန်းမတယောက်ကို ယူထားတာလပိုင်းပဲရှိသေးတယ်ကွာတလားကျော်2လပဲရှိသေးတယ်ယူထားတဲ့မိန်းမတယောက်ကိုတငယ်ချင်းလောက်ဦးစားမပေးနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ထောင်ကြီးကตายရပါမလားနံပါတ်3ချက်ထပ်ပြောမယ်နော် အဲ့ကောင်ဘာလုပ်တာလဲနော်နောက်ဒုတိယယူတဲ့ကောင်အဲ့ကောင်ဘာလုပ်တာလဲယူထားတာလာပိုင်းပဲရှိသေးတယ် KTV သွားဆော့တယ်ဆိုတော့ KTV မှာဘာဆော့လို့ရလဲ KTV ဆိုတော့ချင်းဆိုတာမဟုတ်ဘူးလားကျွန်တော်လည်းနားမလဲ KTV ဆော့တယ်ဆိုတာလေဆိုတော့ကျွန်တော်တို့အရင်တော့ပွဲတွေတောက်လျှောက်ပေါ့နော်မြန်မာနိုင်ငံအနှံ့ပြားမှာကခဲ့တယ် level တီးတီးကစီးပွားရေးနဲ့ပတ်သက်တာတွေရောကျွန်တော်တို့ရင်းနှီးတယ်ပေါ့နော်မိတ်ဆွေပေါင်းတင်စီးပွားရေးတခြားနေပေးရလူတွေနဲ့လည်းစကားတွေအများကြီးပြောဘူးတယ်ကျွန်တော် KTV သွားဆော့တာတော့တခါမှမကြားဘူးပေါ့နော် KTV တအားဆော့ပြီးတော့လိုရာထက်ပို့ပြီးတော့အလုပ်ကိုအကြောင်းပြပြီးတော့ KTV ဆိုပြီးတော့သွားအကြောင်းပြပြီးတော့ သူလေကျွန်တော်မတွေးရဘူးဒီရုပ်တံပိုင်ကိုလေပိုးလေးမြန်တွေ့လို့ရှိရင်ဘာပြောမလဲတွေ့တောင်တွေ့နေလောက်ပါပြီဒီကောင်ပြောမလားမသိဘူးဘာပြောမလဲမသိဘူးเนาะကျွန်တော်ပို့ပေးမှရမယ်နဲ့တူတယ်ပိုးလေးမှပြောတတ်မှာဗျာဒါတွေကကျွန်တော်တိတ်မပြောတတ်တော့လေ အဲ့လိုမျိုးစော်တကားစော်နေပလူပလဲနေရောညီမလေးတို့ရောစိတ်တန်းလားထပ်ပြောမယ်နော်နံပါတ်4နန်းတွင်းနေရဘိုးကြီးနန်းတွင်းနေရဘိုးကြီးကြပြန်တော့ ဘူချီပဲเนาะဒါလေ तू ကဘူချီပဲ तू ကနန်တွင်နဲ့ရပါလဲဘူချီ ကြပြန်တော့လေအမပေးဆက်တယ်ရှေ့တန်းထီတောင်လိုက်ပြီးပေးဆက်ပေးတယ်ကို့အသက်ကိုမတနာပဲနဲ့လေအေးညီတို့ကတော့ပြောမှာပေါ့ကောင်းမခံခြင်းလို့ထလို့ရွာလို့သွားတယ်ညီမလေးအဲ့လိုမျိုးလှုပ်ချင်မှတော့အမအဲ့လိုမျိုးရောက် ကျွန်တော်ညင်ညစ်ပတ်ပတ်တွေပြောတာမဟုတ်သူ့ဘောက်သူပြောတာเนาะအဲ့တော့ဒီမှာဒီရုပ်သက်ဖိုင်ကိုကျွန်တော် channel မှာကြည့်ရှုနေကြတဲ့ညီကိုမောင်နှမတွေလည်းတောင်းပန်ပါတယ်သူ့ဘောက်သူပြောတာအဲ့တော့ तू ကเนาะပြောစရာစကားလုံးတော့မဲ့သွားတယ်ကျွန်တော်ရှေ့တန်းအထိ तू ကဒီနန်းတွင်ထဲကဘူချီကိုလည်းအသက်ကိုပဒါနာမထားပဲ तू သွားပေးဆက်တယ်တဲ့သွားပေးဆက်တယ်ပေါ့နော်ဘာဆက်ပြောမလဲမသိဘူး အဲ့လိုမျိုးယောက်ျားကမယူနေဘူးအမပတ်စံရှိရဲအေးဆေးပဲတယောက်ပြီးတယောက်ဟော့တယောက်နဲ့ဟိုတယ်မှာထက်လဲတွဲပြီးတော့အိမ်လို့ခေါ်အိမ်လို့ရတယ်သဘောပေါက်လား no အဲ့လိုမလုပ်ဘူးသိလားနော်အဲ့လိုမလုပ်ဖဲနဲ့မြစ်တာစင်မြစ်တာမှန်မဟုတ်ပဲနဲ့နန်းတွင်းနေရကြပြန်တော့လေလော်လီလော်မာလောက်ပြီးတော့တက်ပြီး သူကဖက်ဆန်လည်းရှိတယ်အဲ့ဟိုတယ်တွေသွားပြီးတော့လေသူကဟော့တယောက်လုပ်လို့ရတယ်ဒါပေမဲ့သူမလုပ်ခဲ့ဘူးเนาะဒါနန်တွင်တွေကဘူချီတိဖို့ပေါ့เนาะဒါပေမဲ့မရှိတော့တဲ့တူပါတယ်ဒီကောင်လဲသူ့ခမရတော့ရှေ့တန်းအထိအသက်ကိုဗဒါနာမထားပဲနဲ့သွားပေးဆက်ဘာကြီးပေးဆက်လဲတော့မသိဘူးเนาะသွားပေးဆက်လိုက်ရတာဒါပေမဲ့ဟိုဘူချီကလော်လီလော်မာတွေလုပ်တယ်လော်လီလော်မာဆိုတော့လဲဘာလဲမသိဘူးကျွန်တော် KTV မှာသွားဆော့တယ်လို့ပဲကျွန်တော်နားမလဲဘူး တက်ပြေးသွားတာတက်ပြေးကိုတော့ညီမလေးမယူနိုင်ဘူးဘာလို့လဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ generation မှာထိကြိုက်တယ်ကိုယ့်ရဲ့ generation ကိုယ့်ရဲ့မျိုးဆက်ကိုပါထိကြိုက်တယ်နော်တက်ပြေးကိုတော့မယူနိုင်ဘူးနော်တက်ပြေးကိုတော့မယူနိုင်ဘူးတက်ပေါ်တော့တက်ဆာမရှိ တက်ပြေးတော့ तू မယူခဲ့ဘူးမယူနိုင်ဘူးเนาะတက်ကနေပြီးတော့ပြေးသွားတဲ့အတွက် तू မယူဘူးဒါပေမဲ့ तू ရှေ့တန်းအထိတော့သွားပေးဆက်ခဲ့တယ်ဘာတွေလဲမသိရှုပ်ချက်ခတ်တယ်
မရှိကြဘူးကိုယ့်ပေါ်လဲတစ္ဆာမရှိတစ္ဆာရှိမဲ့ယောက်ျားမျိုးလည်းမဟုတ်ဘူးကိုယ့်လူမျိုးပေါ်မှာတော့တစ္ဆာမရှိတာအမားပေါ်လဲတစ္ဆာရှိမှာမဟုတ်ဘူးသူတက်ပြီး မဟုတ်ဘူးလေလူမျိုးနဲ့မဆိုင်ဘူးလေဒီတက်ကနေပြေးတာနဲ့လူမျိုးနဲ့မဆိုင်ဘူးလေဘာစကားတွေပြောနေဘတ်စကားတွေပြောနေရလဲဖြစ်နေပြီ သူတက်ပြေးဆိုပြီးအမကယူလိုက်ရင်အမကိုထိခိုက်စေမဲ့အရာကြီးအများကြီးပဲရှိတယ်အဲ့ဒါကိုမှသူ့ဘာသာသူနောက်တစ်ယောက်နဲ့တွဲပြီးတော့ခိုးကြောင်ကူပွဲနဲ့ပေါင်းနေတာတော့အဲ့ဒါကတော့သူ့သမိုင်းအမကတော့အခုလက်ရှိအမရဲ့အိမ်ထောင်ကြီးကိုတော့အမအထိခိုက်မခံနိုင်ဘူးထိခိုက်လည်းမခံနိုင်ဘူးပုံပဲ့လည်းမခံနိုင်ဘူးအမအတွက်အစိတ်တောက်ဖြစ်စေမဲ့အရာဆိုအမအကုန်လုံးဖယ်ရှားပြစ်တာညီမလေးလော်လီလော်မာစကားတွေအရင်မပြောနဲ့နော်လော်လီလော်မာဆိုပြီးမကောင်းတာကိုလည်းမတွေးနဲ့နော်ဘလောင်းပလဲတွေမပြောနဲ့လို့ပြောပြတာညီမလေးတောင်းတိတယ်ဆိုလို့ရှိရင်ပြည့်ပြည့်စုံစုံထည့်ပြီးတော့ပြောโอเคတယ်နော်ဒါပဲမင်းကိုစိတ်ဆိုးလို့မဟုတ်ဘူးအမှန်တရားကိုပို့ပြည့်စုံအောင်ငါချပြတာသိလား โอเคပါတယ်โอเคပါတယ်သူကတင်ထားတဲ့သူကတော့ကျွန်တော်ရှင်းမပြောခဲ့သလိုလင်များတဲ့ခင်ထားဆိုပြီးတော့တင်ထားတာပေါ့နော်ဒါပေမဲ့ तू ကဘူချီတွေနေပဲကြိုက်ခဲ့တယ်3900တင်တောင်းတဲ့ဘူချီကလည်းကဲမကောင်းရှာဘူးနော်ရှေ့တန်းမှာမွေးငါဖြစ်သွားတယ်အတုပဖြစ်သွားတယ်မသားဖြစ်သွားတယ်ငရဲပြည်ကိုပြုတ်ကျသွားတယ်ဒုတိယတစ်ကောင်ကျတော့လေKTV ရန်ဆော့တယ်ပေါ့နော်နောက်ဆုံးနန်းတွင်းတွေကဘူချီကလည်းဒီတက်ကနေပြေးသွားတယ်ဆိုတော့သူခင်ဗျာကံမကောင်းရှာဘူးပေါ့ထားပါတော့ဒါသူကိစ္စပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာတစ်ခုသွားပြီးတော့တွေးမိလဲဆိုတော့ဒီခစ်ပြက်မှာပေါ့နော်ဒီခစ်ပြက်မှာဒါလည်းစီးပွားရေးတစ်ခုပဲပေါ့နော်စီးပွားရေးတစ်ခုပဲဒီဘိုချီးတွေနဲ့ယူလို့ရှိရင်စောရလို့3900နဲ့တင်တော့ခံရမယ်ခဏနေရှောသွားမယ်ဒါစီးပွားရေးတစ်ခုပဲဆိုတော့ဒါသူ့စကေးနဲ့သူတော့မစိုးပါဘူးပေါ့ကဲနောက်တယောက်ကိုကျွန်တော်တို့နောက်ဖောက်တယ်ပေါ့ဒါကတော့ဖောက်တယ်ပေါ့ဒုတိယလာမှာဖောက်တယ်တယောက်ကိုအတူတူကြည့်ရအောင်မျိုးလေးကောင်းတော့ရန်နေကြပါလားဒီနေ့က14ရက်ဆက်လာပိုင်း2000ထဲမှာ25ဖြစ်ပါတယ်ဗျ14ရက်နေ့ကနေ17ဆက်လိုက်ဖျားလိုက်တယ်ယာယီကိုသူဆူတောင်းပေးနေသူခင်ဗျာသူကိုယ်တိုင်ကဟိုတိမ်မလို့ဖြစ်နေပြီเนาะရုပ်ကိုကြည့်ရင်တိတာနေပြီတိမ်မလို့ဖြစ်နေပြီသူကတောက်လျှောက်သူကအားအင်တွေချိနေပြီးတော့ဒီလိုကျွန်တော်တို့နေမကောင်းတဲ့အချိန်မှာတော့မှဒီကောင်ကဘောမဖို့မမေ့ဘူးပေါ့နော်ဒီကတုံးကဘယ်ဒီကကူဆိုတော့တုတ်ဝိထဲမှာလည်းဖျားလာတော့ပြီလားဈေးထိုးလိုက်တာတုတ်ကွေးဘယ်သူကတုတ်လိုက်လို့ကွေးနေရလဲမသိဘူးဈေးထိုးလိုက်တော့ဒါလည်းရဆိုရင်ပြန်တက်တယ်ဖြားတက်တယ်ပေါ့နော်အားနဲ့မပြောအောင်ဘူးလားဒီလေးပါလေဟုတ်လားဒီရက်ထဲမှာဆိုလို့ရှိရင်PDF ကိုအသက်ကိုရှူရှူမှန်သူခင်ဗျမဲတင်ပြီးတော့တလောက်တော့လေတန်တိုးတိုးလေးနဲ့ပြောနေရတဲ့အချိန်မှာသူဘောမဖို့တော့မမေ့ရှာဘူးเนาะဒါပေမဲ့လေတန်ကတော့ကျွန်တော်တို့တော်တော်အားအင်ချိနေနေတဲ့လေတန်မျိုးဖြစ်နေပြီเนาะဆိုတော့ကျွန်တော်တို့အင်းဂျူးခိုင်းရအောင်လေဒီကောင်ဆိုရင်ဘယ်သူမှအင်းဂျူးချင်မှာမဟုတ်ဘူးเนาะသူကအင်းဂျူးရမှာတော့မဟုတ် sorry ဘောရင်ဂျူးရမှာသူကဘောရင်ဂျူးချင်မဲ့မင်းသမီးတွေသူ့တီးပေးမဲ့ခြာဆိုင်တီးပေးမဲ့မသားဆိုင်တီးပေးမဲ့စိုင်းတွေပါလေရှိလောက်မှာမဟုတ်ဘူးကဲစက်ကြည့်အောင်ဘုရားကလည်းကိုယ်ပဲပြီးဖို့ထွက်မှာအောက်ကိုမှတည်ရဲဆိုတဲ့စကူလက်ပံကဖြစ်စေနေတဲ့အားလုံးတည်ရမှာဗျစကူလက်ပံကဖြစ်စေရအားလုံးတော်တော်များများလည်းပြောကြတယ်တော်တော်များများလည်းပြောတယ်အဲသူ့ပဲပြောကြပါတော့သူကကလန်ကဆန်ပြန်ပြောလို့ရကလန်ကဆန်လုပ်လို့ရလက်တော်ပြရမှာလေဖမ်းမယ်သွားမှာလေရောပြောတာပေါ့ဗျာနော်သူတို့အဲကလန်ကဆန်ကပြန်ပြီးမှသူကတုံးတက်ကြံကြည့်လိုက်လေဗျာစသားလေးဟိုတဲ့လာပြီးမှဟုတ်လားလာရှိတဲ့ကောဘာလို့အခွေယူလို့အကောက်ယူလို့တဲ့ဟိုကမယူတဲ့တက်တိထောင်တာပြလေသူတို့ဟုတ်လားဒါသူတို့ငါမှတက်ရှိတယ်ငါမှအာနာရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဗီဒီယိုကိုဒါနိုင်ကျက်လာတယ်ဒါရထားကအကုန်လုံးပြောကြရင်စိတ်မကောင်းဖြစ်เสียကအဲ့ဒီမိသားစုကိုဖမ်းလာတယ်လို့ဦးဇင်းတို့တည်းကြားမိသားစုဖမ်းပြီးထားတယ်နော်အဲ့တော့အဲ့ဒီမိသားစုဖမ်းလာတာဒေလားရှင်လာလဲအဲ့မိသားစုမတိရလေအဲ့ဒါတော့ဒါဒီကောင်တော်တော်များသွားပြီဒီကောင်ဒီသူ့စိတ်နဲ့သူတို့စိတ်နဲ့နိုင်ပြီးတော့ဒါဒီကောင်ဒီခွေးစကားပြောတာပေါ့နော်ဒီကောင်ပြောနေတာ Starlink ကိစ္စပေါ့နော်ကျွန်တော်ဟိုတလောကရဲဘော်ရဲမေးတွေပြည်သူနဲ့နားလည်မှုလွဲတဲ့ Starlink ကိစ္စကိုသူပြောနေတာဖမ်းသွားတယ်အခုလက်ထိအဲ့မိသားစုကဟို
တေသလားရှင်သလားမသိရဘူးဆိုပြီးတော့သူတို့စိတ်နဲ့နိုင်ပြီးပြောနေကျွန်တော်တို့လွတ်မြောက်နေမြေတွေစိုးမိုးနေမြေတွေနောက်တိုင်းသားညီကိုမောင်နှမတွေရဲ့အဖွဲ့အစည်းတွေနဲ့ရော PDF တွေနဲ့ရောအများကြီးနေခဲ့တာပဲကျွန်တော်တို့ဟိုကိုယ့်ကိုကြည်ကုံအောင်ပြစ်ပြီးတော့မနိုင်တော့မှအလံဖြူထောင်အလင်းဝင်နေတဲ့ကောင်တီတောင်မှကျွန်တော်တို့ကောင်းကောင်းမုံကျွေးမွေးထားတာတာရကတွေအများကြီးရှိတာကျွန်တော်တို့ပြည်သူဟိုဘာကြောင့်ကျွန်တော်တို့ကလက်ပါချိပါတွေဖြစ်ရမှာလက်ပါချိပါမဟုတ်လို့လေကျွန်တော်တို့အဲ့တုန်းကပြည်သူဒီအတော်ကြီးတွေပေါ့နော်ဒီအန်တီကြီးတွေဒီလောက်အော်ဟစ်ပြီးတော့လက်နက်အားကိုနဲ့လက်နက်အားကိုနဲ့ဆိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေတာတော့မှရဲဘော်ရဲမေဒီဘာတစ်ခုသူတို့လက်နက်အားကိုပြီးတော့တုတ်ပြန်ခဲ့တာမြင်ရလို့လေနော်ကျွန်တော်ရုပ်တံဖိုင်တော့ဒါရိုက်ကူးခွင့်ပေးထားလို့ဒါလေးကြည့်ရတာပေါ့ဒါပေမဲ့ဒီကောင်နေဆောင်ကလို့ဘောကလုံးကတော့ဝါရဖြတ်မယ်သွေးခွဲမယ်ဒါမျိုးပဲလုတ်တတ်တာအောင်နော်ဒီကောင်နေစက်နာတော့ကျွန်တော်ဒီကောင်ပြောတဲ့ဟာအဲမှာတစ်ခုပါလို့ကျွန်တော်အဲ့ဒါလေးကိုပြခြင်းလို့ဒီကောင်နေစိတ်ထဲမှာကျွန်တော်တို့တော်လေးဘက်ကလူတွေကိုဘယ်လောက်ကြောက်လဲဘယ်လောက်ပါခြင်းနေလဲဆိုတာသိတာလို့အလစ်ငိုက်မှာဒီကောင်ပြောထားတာလေးတစ်ခုရှိတယ်အဲ့နေရာလေးပါပဲနော်စိတ်ရှိပြီးတော့ခဏကြည့်ရှုပေးပါစောင့်လို့ကြည့်ရမှာပေါ့ဗျာနော်လေလိုက်ရှယ်လာပြီးတော့ဖတ်ခတ်ထားတာတော့တေးကြတယ်နော်ဖတ်ခတ်ထားတာတေးကြတယ်ဗျာနော်အဲ့တော့အာနာရှင်ဟုတ်လားငကိုရီးယားပြည်သူ့ပြောပါတယ်အာနာရှင်ဆိုပြီးတော့ဒီကောင်ဒီဘက်ကသူကပြောချင်စောလောပြီးတော့အာနာရှင်ဘင်းအောင်လိုက်လက်ထက်မှာဘာညာဒါမျိုးပြောချင်တဲ့သဘောဖြစ်ပါလိမ့်မယ်နော်အဲ့တော့နောက်မှာတော့ထုံးစံတိုင်းပေါက်ပန်း40တွေပဲပြောထားတာဆိုတော့ကျွန်တော်နားမထောင်တော့ဒီကောင်ကိုကြော်လိုက်တော့မယ်နော်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ကြက်ဖို့ကအယူကြီးပေါ့နော်ကြက်ဖို့ကအယူကြီးကျွန်တော်တို့အယူကွက်လှဆွေပေါ့လေးစားပါမလေးစားပါနဲ့ကိုပြောစရာရှိတာပြောပါတပည့်လေးစားတာကိုကျေးဇူးတင်တယ်ကိုပြောစရာရှိတာဆက်ပြောဒီနေ့ကအော်တိုဘာ15ပေါ့နော်ဗုဒ္ဓဟူးနေ့ NCA 7နှစ်ပြည့်ပေါ့အဲ့မှာကျွန်တော်ကဗာပြောချင်လဲဆိုတော့မြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျနော်ဗမာတွေလည်းရတယ်ကချင်တရားကရင်ချင်းတို့လည်းရတယ်နိုင်ငံတော်တချင်းကိုလူတိုင်းရမြန်မာနိုင်ငံသားဆိုရပြီအဲ့မှာပါမင်းရုပ်ကဟိုတလောဒီကောင်နိုင်ငံတော်တချင်းကတော့နိုင်ငံသူနိုင်ငံသားအလုံးရတာဗောမင်းရလဲဒီမင်းရုပ်ကကြတော့စိုးကြီးတို့ဟိုဘနာနာတချင်းတို့တွေပါရမယ်ရုပ်ပေါက်တယ်ဒီကောင်ဟိုတလောနဲ့20တဲ့ရုပ်တံဖိုင်တစ်ခုကိုကျွန်တော်တွေ့တယ်နောက်သူ့ဆွေချုံးကောင်စီကကောင်တွေဖမ်းပြီးတော့စစ်ဆေးပြီးပြန်ထွက်လာတော့ကလည်းဒီကောင်ငပြောသီးလေးကင်ပြလာတာဆိုတော့ဒီကောင်ကဘနာနာချင်းတွေပါရလောက်တယ်အဲ့မှာပါလေပြည်တော်စုအသက်ပေးလို့ဒုကာကွယ်မလီဒါတို့ပြည်ဒါတို့ပြည်တို့ပိုင်နေမြေအဲ့ဒီတပိုက်ပါတယ်ဒီပြည်တော်စုမပြုတ်ကွဲအောင်တစ္ဆာဆိုလိုက်တာဒီတချင်းရတဲ့လူတိုင်းကဒီလိုတစ္ဆာဆိုဘူးတယ်အဲ့တော့ဒီ AA ဆိုတဲ့ကောင်ကပြည်တော်စုကခွတ်ထမဲ့ကောင်ဒီပြည်တော်စုကခွတ်ထမဲ့ကောင်သွားပေါင်တာအေယာဝတီပဒတ်တွေရောဟိုမှာအညာပဒတ်တွေရောပဒတ်တွေရောချင်းတွေရောသွားပေါင်တာဒီကောင်ကြီးဝင်နေတာကျွန်တော်တို့အရကတတော် AA နဲ့เนาะကျွန်တော်ချင်းတို့ကျွန်တော်တို့ ARE เนาะကျွန်တော်တို့အညာမှာရှိတဲ့ PDF တွေအားလုံးပူးပေါင်းပြီးတော့အင်အားကြီးပြီးတော့ဒီကောင်တွေဝင်ဖြုတ်တဲ့အခုစကန်တွေတိန်းတာဆိုလဲနိုင်ရကန်စကန်ဆိုလဲကျွန်တော်တို့ဝင်တိန်းနေတာပူးပေါင်းအဖွဲ့တွေဒါဒီကောင်လန့်ပြီးတော့ဒါအောက်ကနေပြီးတော့ကြက်တကောင်ပေးမှထမယ်ဆိုတဲ့အကွက်မျိုးလုံးမလို့ဒီကောင်သွေးခွဲမှုဒီကောင်လဲဝါရဖြတ်မှုပေါ့နော်ဒါကိုကြေးဝင်နေတာဒီကောင်အဲ့နဲ့နိုင်ငံတော်ချင်းနဲ့ဘာဆိုင်လဲဆက်ပြောပါပေါင်းပြီးတော့သူတို့စီကလက်နဲ့ယူပြန်တိုက်နေတာနော်ဒါဟုတ်ရဲ့လားကဲ KIA ဆိုတဲ့1 point နိုင်ငံထူထောင်ဘက်ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပဒတ်တွေရောဘာညာနိုင်ငံတော်ချင်းမရဘူးလား KIA ကလည်းကျွန်တော်တို့တင်တန်း PDF တွေကိုတင်တန်းပေးတာရှိတယ် PDF တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေတာတွေရှိတာပေါ့နော်ဒါအောင်လည်းဒီကောင်တွေလန့် KNU ဆိုလည်းဒီတိုင်းပဲကွာထူးဝင်းတော့ကော်တူးလေးတိုင်းပြည်ဘာညာလာပြောနေအဲ့မှာသွားပြီးအသေးခံတဲ့ကောင်အများကြီးပဲအဲ့ပြောင်သူကခွတ်တဲ့မဲ့ကောင်တွေကိုခင်ဗျားတို့ဟုတ်ဒါတော့များတယ်အသေးခံတာကတော့ဟုတ်တယ်အသေးခံတာကတော့မင်းတို့ဘက်ကကောင်တွေအဲ့ကရင်ပြည်နယ်ကိုလာပြီးတော့ကျွန်တော်တို့စစ်ကြောင်းတို့လဲဒီလမ်းလျှောက်လဲတေကင်းလှဲ့လဲတေနော်ဒီကောင်တွေတောက်လျှောက်တေတာအေးအဲ့ဒါအသေးခံတာတော့မင်းတို့ဘက်ကဆက်ပြောအတပည့်မဲ့ကောင်တွေကိုခင်ဗျားတို့
နိုင်ငံတော်တချင်းရတဲ့ကောင်တွေကဘာလို့သွားတာနော်ရခိုင်အေးဆိုရင်ဟိုကထုံးပြနိုင်လက်ထက်မှာတော်အယူထားခင်ဗျသူ့လက်တော်တဲ့ကောင်အများကြီးမှကျွန်တော်တို့ဆရာဦးသိန်းဦးဖို့စောဆိုတာမြန်မာပြည်မှာပထမဦးဆုံးအမှုမျိုးသိပ္ပံပညာရှင်ဘွဲရတာနော်အဲ့ဒါစစ်တပ်ကတူမှာနီးပြစစ်တပ်ကတူမှာပေါမောက်ခနဲ့လာပြီးတော့ဘူလောင်းတွေကိုလက်ကျင်ပေးတာသူကအမှုမျိုးသိပ္ပံပညာရှင်မြန်မာပြည်မှာပထမဦးဆုံးသူကခင်ဗျခွတ်ထွက်ရေးတွေဘာမှပြောနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာဒေါက်တာဦးသက်ထားဦးဆိုမြန်မာပြည်မှာပထမဦးဆုံး plastic surgery ခွဲစိတ်ကုသညနာတွေပါတဲ့အဲ့လိုပထမဆုံးပွဲရတဲ့ပုံကိုအမှန်တန်ထူးချွန်တဲ့ရခိုင်နေဗျသူတို့ကခွဲထွက်ရေးတွေဘာမှမပြောဘူးထုံးရိုက်လိုက်လဲထပ်မှဒီလိုဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုတွားပြီးတော့ပေါင်းတဲ့ကောင်တွေကပါကောင်းနေတယ်အဲ့ကောင်နိုင်ငံတော်ချင်းမရဘူးလားပြည်အောင်စုအသက်ပေးပြီးကာကွယ်ရမယ်လေအေးကာကွယ်နေကြတာလေအဲ့ပြည်ထောင်စုကိုကာကွယ်နေကြတာလေဒီအရကတတော့ AA တို့ KIA တို့ KMU တို့ PDF တွေတို့ပူးပေါင်းပြီးတော့ဒီအာနာယူတဲ့စောက်ပုံးဝိုင်းပြီးတော့ပူးပေါင်းပြီးတော့ချနေကြတာအဲ့ဒါပြည်ထောင်စုကြီးကိုကာကွယ်နေရလေအဲ့ဒါ Federal လေမင်းမင်းအဘဘရင်ယူစောက်ယူမင်းအောင်လိုက်လို့ဟိုတရုတ်ကိုပထွေးခေါ်ရုရှားကိုပထွေးခေါ်နေတာမဟုတ်ဘူးအဲ့ဒါမှပြည်ထောင်စုကြီးကိုဖြိုခွဲနေတာအဲ့ကောင်တွေစီကလက်နက်တွေဝယ်ဟလာဒီမှာရှိတဲ့တယံဇာတာတွေကိုရောင်းလေနေဝယ်တယံဇာတာတွေကိုရောင်းပြီးတော့ပြည်သူပြန်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတာတပ်ဖြတ်နေတာလေအဲ့ဒါမှပြည်ထောင်စုကြီးကိုဖြိုခွဲနေတာမင်းမဆိုဘူးလားကဘာမကြည့်ချင်းမရဘူးလားမဲစောက်ယူပြန်ကျွန်တော်တို့ကဓာတုပြည်တို့ပိုင်နေပြီတမ်းမတော်ပြောနေတာဒုတောင်အရေးဆုံးပါလေဒါပြည်ဆောင်စုမပြိုကွဲဆိုနံပါတ်1လေပိုးလေးဆိုရင်တော့ဒီကောင်ဟိုဟာလောက်အခါ20လောက်ဆဲခံပြီးသွားပြီအဲ့ဒါသဘောပေါက်ဖို့လိုတယ်နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်ကျွန်တော်သစ္စာစူးမယ်သစ္စာစူးလာစူးတယ်အဲ့ဒါပြောတာလေးစားပါရပါတယ်တပည့်လေးလာရမလို့ပေါ့အဲ့တော့ကျွန်တော်တို့ဘလောက်ရည်စရာကောင်းတဲ့ကောင်တွေလေနော်တကယ်စောက်ယူတွေအသက်တာကြီးနေတာဒီကောင်တွေအုံနောက်လည်းမကြီးလာဘူးကြက်လည်းမပြည့်ဘူးပေါ့နော်ထားလိုက်ပါတော့အဲ့တော့ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ဒေါ်လာပြည်သူတွေအားလုံးကျွန်တော်တို့အာနာရှင်အဆုံးထိတော်လှန်နေကြတဲ့ပြည်သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီလောက်ကျွန်တော်တို့ကြံ့ကြံ့ခံပြီးတော့တော်လန်နိုင်တဲ့လူကတော်လန်ကြတယ်ပါဝင်ထောက်ပို့နိုင်တဲ့လူကပါဝင်ထောက်ပို့ကြလို့လေကျွန်တော်တို့တော်လန်ရေးမှာအောင်ပွဲတွေအများကြီးရပြီးတော့အခုလိုဒီကောင်တွေကြောက်ချီးပန်းနေလောက်တဲ့အထိဟန်မဆောင်နိုင်လောက်တဲ့အထိမြင်နေတွေ့နေရဒီကောင်တွေဆိုတကယ်လော်ဘီအစ်စ်တွေဒါပေမဲ့ဒီကောင်တွေမျက်နာတွေကိုကြည့်ရင်တိတာတာတွေဒီကောင်တွေကြောက်ချီးပန်းနေပြီးတွေးမရှိတဲ့မျက်နာတွေဖြစ်နေပြီအဲ့တော့ပါဝင်ထောက်ပို့နိုင်တဲ့လူကထောက်ပို့ပါဝင်ပြီးတော့တော်လန်ရေးမှာတခန်းနာအုတ်တစ်ချက်သေးတဲ့ဘွဲ့ညူတမုံစာလောက်ပဲပါဝင်နိုင်တဲ့လူကလည်းအဆုံးထိပါဝင်ပေးကြဖို့လေးစားပြောကြရဲနဲ့နောက်နေ့ဒီမှာကျွန်တော်တခြားအစီအစဉ်တွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်